ဝေကောင်းကောင်းပြင်လူကောင်းကောင်းရပါဝေကောင်းကောင်းမပေးဘူးတဲ့ အဲ့ဒီကောင်နေငါငွေတွေအလွဲသုံးစားလုပ်သွားတာ အလွဲသုံးစားမလုပ်နိုင်ဘူးဒီလိုစာချုပ်တွေနဲ့ခိုင်ခိုင်မှာချီရတယ်ဒီခါကျလူတွေကစာရွက်တရက်လောက်မှမယုံအောင်ကျုပ်ကတော့နှုတ်တရားစာတစ်လုံးပဲစာချုပ်ထဲမှာပါတဲ့အတိုင်းလုံး မင်းပြောသလိုဆိုရင်ဒီအဆောက်အဦတစ်ခုလုံးကိုဘူလူဇာနဲ့ထိုးပြီးတော့အစကနေပြန်ဆောက်ပေးရမလားကွာ စာဘော အခုသင်းနှုံးနေဆိုငါမွဲပြီပေါ့ ဝဲတင်ပါလေ မင်းတို့ကနေရာပေးခဲ့ဘူးပါလေမင်းငါအရေးကိုပို့ခဲ့ဘူးပါလေငါ့ကိုညာပါဦးကွာမင်းနဲ့ငါတမ